ရတယ်ညီလေး တနားဘယ်လောက် တနားရီ3000ပါ တနားရုံ3000အဲ့ရတယ်ဟိုကျွန်တော်တခုတော့ပြောမယ်ဟိုကျွန်တော်ကအခုရေကူးဖို့ထွက်လာကွာအဲ့တော့ဟိုတယ်ခန်းထဲမှာပတ်စံကြံခဲ့တယ်အဲ့တော့စီးမပြီးလို့ရတယ်လေညီ တနားရီဆိုတော့ခင်းနေရာလေးသတ်မှတ်ထားတယ်မရ ဒီဒီမှာရှိတဲ့နေရာအကုန်တုံသွားလို့ရတယ်ဟုတ်ပဲတုံသွား ကြိုက်တဲ့နေရာတော့ရ ကြိုက်တဲ့နေရာတော့တနားရီတော့ကြိုက်တဲ့နေရာစီ တနားရီကြိုက်တဲ့နေရာစီ ကြိုက်တဲ့နေရာစီ 3000 3000ပါညီ အဲ့ကြားတယ်အဲ့ကျွန်တော်ပြီးရင်ကျွန်တော်ဖုန်းဆက်လိုက် ဟုတ်ညီလေးဖုန်းဆက်လိုက် ကိုအကိုဖုန်းဆက်မလားအကိုဖုန်းဆက်မရအောင်ကျွန်တော်ကလည်းပြင်ပါကိုကျွန်တော်ဖုန်းမယူထားလိုက်နော်တနားရီပြရတယ်ကိုဘကိုကျွန်တော်ဖုန်းဆက် ကျွန်တော်ဆက်လိုက်မယ် နော်တုံညာကိုခွန်ချတုံညာကိုလေးတစ်ကိုကိုလေးနော်ဆက်လိုက်တနားရီပြရတယ်ဟဲ့လိုလောက်လိုက်နော်ဟုတ်ပြီနော်ကြိုက်တဲ့နေရာစီးလို့ရရနော် ကြိုက်တဲ့နေရာစီညီလေး โอเคဒီအချိန်ပြည့်တယ်တနားရီပြည့်တယ်ဒီဆက်မသွားနဲ့ပြတာတခါရက်ထားတယ် ရထားရောက်တဲ့နေရာကြီးရထား ရောက်တဲ့နေရာမှာရက်ထားလိုက်ညီလေးကိုကြီးလာပြီလိုက်မဆိုင်ဘူး ကိုကြီးဘကိုကြာယူပါလားဟုတ်တကယ်လား တကယ် အဲ့ဒါကောင်းတာညီလေးလုံးမချုပ်တော့ ဟုတ်ကဲ့ နော်ကိုကြီးဘကိုလာယူလိုက်တော့အဲ့ဒါကောင်းတယ်ရောက်တဲ့နေရာဟဲ့လိုလောက်လိုက်မယ် ဟယ်လိုလိုက် ကိုပေါ့လာယူလိုက်တော့သွားပြီနော်ကြိုက်တဲ့နေရာနော် ကြိုက်တဲ့နေရာသွားညီလေး ကြိုက်တဲ့နေရာနော် ကြိုက်တဲ့နေရာသွားဟာဒီနေ့ကတော့ဆေးဥပေါက်ပြီအဲရောက်ရင်တော့မိမမျက်နှာလောက်ရရပြီပေါ့ 1 hour later. အာတနားရီတော့ပြည့်ပြီဖုန်းလေးဆက်လိုက်အောင်ပါပဲ ဟယ်လိုဘူးလေ ညီလေး အော်ဆိုင်ကန်ထားတဲ့ကိုကြီးဟုတ်ကိုကြီးပြော ဘယ်မှာလဲ အော်ကိုကြီးဆိုင်ငယ်ကိုညီလေးအမကိုကြီးတို့အဲ့ငွေဆောင်တော်ဘူးဆိုတဲ့အပေါင်းဆိုင်မှာထားခဲ့တယ်အဲ့မှာတွားယူလိုက်ဘူးဆိုတဲ့အပေါင်းဆိုင်မှာထားခဲ့တယ်အဲ့မှာတွားယူလိုက် ခမလို့တော့အပေါင်းရောက်တယ်လေတမင်းကကန်းကြီးမှာသီးဖို့ငားတယ်လေ ခင်ဗျာဘာလာပြောနေရလဲတို့ကတနားရီကြိုက်တဲ့နေရာစီးဆိုကြိုက်တဲ့နေရာစီးဆိုကြိုက်တဲ့နေရာစီးပြီးကြိုက်တဲ့နေရာပို့တာလေတို့ကပဲကိုပေါ့သွားဟိုအော်နောက်နေ